လန်းကမိသားစုတစုနဲ့စတင်ပါတယ်ခင်မွန်းရဲ့နာမည်ကအီဗန်ဖြစ်ပြီးဇနီးရဲ့နာမည်ကခါယန်ဖြစ်ပါတယ်နှစ်ယောက်စလုံးကသူတို့ရဲ့ကလေးနဲ့အတူပျော်ရွှင်စွာနေထိုင်ကြပါတယ်ခါယန်ကအမှုပညာပြခန်းမှာအလုပ်လုပ်ပြီးအီဗန်ကဘီတုကပညာရှင်တစ်ယောက်ပါဒီနေ့မှာအီဗန်နဲ့ခါယန်နှစ်ယောက်စလုံးကသူတို့ရဲ့ကလေးနဲ့အတူကမ်းခြေခရီးစဉ်တစ်ခုစီစဉ်ကြပါတယ်ဒါပေမဲ့အဓိကအားဖြင့်အီဗန်ဟာဘီတုကလက်ရအရေးတကြီးလိုအပ်ကြောင်းသူ့မိသားစုနဲ့အတူလိုက်မသွားနိုင်ပါဘူးအဲဒါကြောင့်ခါယန်ကသူမရဲ့ကလေးတွေနဲ့ကမ်းခြေခရီးစဉ်ကိုတယောက်တည်းသွားတာပါအီဗန်ကသူ့ခွေးနဲ့အတူအိမ်မှာနေလေးရှိပါတယ်ညဘက်အီဗန်ကသူ့ရဲ့အရေးကြီးတဲ့ဘီတုကလက်ရာကိုလုံနေချိန်မှာသူ့အိမ်တကားခေါင်းလောင်းကမီလာပြီးတကားဖွင့်လိုက်တဲ့အခါမိုးရွာလို့မိန်းကလေးနှစ်ယောက်ရေဆူနေတာကိုတွေ့လိုက်ရပါတယ်တယောက်ကဘဲလာဖြစ်ပြီးနောက်တစ်ယောက်ကဂျန်နက်စစ်ပါသူတို့ကအီဗန်ကိုကျမတို့ပါတီပွဲတစ်ခုကိုသွားနေတယ်လို့ပြောပြပါတယ်ဒါပေမဲ့ရုတ်တရက်ဂျန်တို့လမ်းပြောက်သွားပြီးမိုးရွာလို့ဖုန်းတွေလည်းရေဆူပြီးအလုံးမလုံးတော့ပါဘူးဒါကိုကြတော့အီဗန်ကသူတို့ကိုကူညီဖို့သူ့အိမ်ထဲကိုလာခဲ့ဖို့ပြောပါတယ်ပထမဦးဆုံးသူကသူမတို့ကိုမျက်နှာတုပ်ပို့ဝါပေးလိုက်တယ်ပြီးတော့မိန်းကလေးတစ်ယောက်ကို iPad ပေးလိုက်ပါတယ်သူမတို့ပါတီလုံးမဲ့နေရာကိုရှာတွေ့နိုင်အောင်လို့ပါအဲ့ဒီကောင်မလေးက iPad မှာရှာကြည့်တော့သူမတို့ရဲ့ပါတီပွဲကျင်းပမဲ့နေရာကအီဗန်တို့နေရာကနေအရန်ဝေးတယ်ဆိုတာတွေ့လိုက်ရတယ်အဲ့ဒါကြောင့်အီဗန်ကသူတို့နှစ်ယောက်စလုံးအတွက်မိနစ်45အတွင်းရောက်မဲ့တက်စီငှားပေးလိုက်ပါတယ်အခုနှစ်ယောက်စလုံးကမိုးရေထဲမှာအရန်ဆူရွှဲနေတာမို့အီဗန်ရဲ့ရေချိုးကန်းကိုသုံးကတကိုရေတန်ရှင်းလိုက်ပြီးသူတို့အတွက်ကော်ဖီဖြော်ပေးနေတဲ့အီဗန်စီကိုလာခဲ့ကြတယ်အဲ့ဒီနောက်အီဗန်ကသူမနဲ့အတူထိုင်ပြီးစကားပြောတဲ့အီဗန်ကမင်းတို့တွေဘာလုပ်ကြလဲလို့မေးတယ်သူမကကျမတို့ကလေရင်မယ်ဖြစ်ပြီးကျမတို့ရဲ့ခီးတဲ့တွေကိုဂရုစိုက်တယ်လို့ပြောတယ်ပြီးတော့သူမကအီဗန်ကိုသူ့အနားမှာသူမရဲ့လေးရင်မဲ့အလုပ်ကိုဘယ်လိုလုပ်လဲဆိုတာပြတယ်ဒါပေမဲ့ဒီလိုလုပ်နေတော့မှသူမကအီဗန်ကိုဖျားယောင်းတယ်အီဗန်ကကောင်းကောင်းမခံစားရဘူးအဲ့ဒါကြောင့်သူထပြီးတခြားထိုင်ကုန်မှာထိုင်လိုက်တယ်ပြီးတော့အီဗန်ကသူ့ဖုန်းကိုစစ်ကြည့်တော့တက်စီရောက်ဖို့မိနစ်20ကျန်သေးတယ်ဆိုတာသိလိုက်ရတယ်ဒီနောက်မှာမိန်းကလေးနှစ်ယောက်စလုံးကအီဗန်ကိုသူ့ဇနီးအကြောင်းမေးကြတယ်အီဗန်ကသူ့ဇနီးကအမှုပညာပြခန်းအတွက်ပကြီကားတွေရေးဆွဲတယ်လို့ပြောပါတယ်သူကသူ့ဇနီးရဲ့ပကြီကားကိုလည်းပြပါတယ်ဒီလိုပြောရင်းနှစ်ယောက်စလုံးအီဗန်နဲ့အရန်ရင်းနှီးသွားကြတယ်အီဗန်ကသူတို့ကိုထက်ခါလစ်လူရှုဖို့ကြိုးစားတယ်အီဗန်ကသူ့ဖုန်းကိုစစ်ကြည့်တော့ထိုက်ခတ်ရောက်လာဖို့9မိနစ်ပဲလိုတော့တာကိုတွေးလိုက်ရတယ်အဲ့ဒါကြောင့်သူစိတ်အေးလက်အေးဖြစ်သွားတယ်လို့ခံစားရတယ်ဘာလို့လဲဆိုတော့မိန်းကလေးတွေရဲ့အပြုအမူကိုသူမကြိုက်လို့ပါတစ်ချိန်တည်းမှာပဲထိုက်ဆက်ရောက်လာဖို့2မိနစ်အလိုမှာဘဲလာနဲ့ဂျန်နက်တို့ကအီဗန်မရှိတာကိုအခွင့်ကောင်းယူပြီးရေချိုးကန်းကိုသွားကြတယ်ပြီးတော့အီဗန်ကအဝတ်တွေကိုအမြန်ချောက်အောင်တုပ်လိုက်ပြီးရေချိုးခန်းသားကိုသွားကမင်းတို့ရဲ့အဝတ်စားတွေခြောက်နေပြီးအပြင်မှာမင်းတို့အတွက်တက်စီလဲရောက်နေပြီလို့ပြောတယ်ဒါပေမဲ့အထဲမှာနှစ်ယောက်စလုံးကတက်တောင့်တက်တာရေချိုးနေကြပြီးအီဗန်ရဲ့စကားကိုလစ်လျူရှုနေကြတယ်အီဗန်ကသူတို့ထွက်မလာတဲ့အခါထက်ခါပြောပြီးတဲ့နောက်မှာတော့အီဗန်ကမျက်လုံးပေါ်လက်တင်ပြီးရေချိုးခန်းထဲကိုဝင်သွားတယ်သူတို့ကိုအဝတ်စားပေးဖို့ပါဒါပေမဲ့အထဲကိုဝင်သွားတော့အဲ့ဒီမိန်းကလေးတွေကကိုတုံးလုံးနဲ့ရေချိုးနေတာကိုတွေ့လိုက်ရတယ်ပြီးတော့နှစ်ယောက်စလုံးကအီဗန်ကိုရှင်နဲ့ကျမတို့ပူးပေါင်းကြမယ်လို့ပြောကြတယ်ဒီလိုပြောပြီးအီဗန်ကိုကတ်တွေတာလာကြတယ်ဒါပေမဲ့အီဗန်ကအိမ်အောင်ရှိပြီးသားမှုဒီလိုမလုပ်ချင်ဘူးတဲ့အဲ့ဒါကြောင့်သူကသူတို့ကိုလစ်လျူရှုဖို့အကောင်းဆုံးကြိုးစားပါတယ်ဒါပေမဲ့နှစ်ယောက်စလုံးကအီဗန်နဲ့နည်းနည်းလေးရင်းနှီးလာတဲ့အခါအီဗန်ကသူ့ခံစားချက်တွေနဲ့ရေချိုးခန်းထဲမှာရင်းနှီးလာပြီးအိတ်ခန်းထဲမှာလည်းရင်းနှီးလာပါတယ်တစ်ချိန်တည်းမှာပဲတက်စီမောင်းသူကအချိန်တော်ကြာစောင့်ပြီးတဲ့နောက်အဲ့ဒီကနေထွက်သွားပါတယ်နောက်တနေ့မနက်အီဗန်တို့လာတဲ့အခါမိန်းကလေးနှစ်ယောက်စလုံးကိုမတွေ့ပါဘူးအဲ့ဒီကနေသူတို့ထွက်သွားကြပြီလားလို့သူထင်ခဲ့ပါတယ်ဒါပေမဲ့မိဖို့ချောင်ကနေရေတံတွေထွက်လာပါတယ်မိဖို့ချောင်ကိုသွားတော့သူတို့မိဖို့ချောင်ကိုအတော်လေးဆိုးရွားအောင်လုပ်ထားတာတွေ့လိုက်ရပါတယ်ပြီးတော့အီဗန်ရဲ့ဗီဒီယိုခေါ်ဆိုမှုကခါယန်စီကနေလာပါတယ်ခါယန်နဲ့စကားပြောဖို့အပြင်ကိုထွက်သွားပါတယ်သူ့ဇနီးနဲ့စကားပြောပြီးတဲ့နောက်အိမ်ထဲကိုဝင်လာပြီးဒေါသတကြီးနဲ့အဝတ်စားတွေမြ мян ဝတ်ပြီးငါအိမ်ကနေထွက်သွားလို့ပြောပါတယ်ဒါပေမဲ့ခဏကြာတော့သူမြင်လိုက်ရတာကနှစ်ယောက်စလုံးကသူ့ဇနီးရဲ့အမှုပညာကိုဖျက်ဆီးနေကြတာကိုပါတာကြောင့်အီဗန်ကလုံးဝဒေါသထွက်ပြီးရဲကိုဖုန်းဆက်နေတယ်လို့ပြောလိုက်တယ်ထောင်ထဲမသွားချင်ရင်ဒီကနေချက်ချင်းထွက်သွားဒါကိုကြားတော့ဗလာနဲ့ဂျန်နက်တို့ကရင်မောကြတယ်သူတို့ကငါတို့နှစ်ယောက်စလုံးကအရွယ်မရောက်သေးပဲမင်းကမင်းညကငါတို့နဲ့ရင်းနှီးပြီးသားလို့ပြောကြတယ်အဲ့ဒါကတရားဝင်ရာဇဝတ်မှုပဲအဲ့ဒါကြောင့်မင်းရဲကိုဖုန်းဆက်ရင်ရဲကမင်းကိုဖမ်းပြီးထောင်ထဲထည့်လိုက်မယ်ဒါကိုကြားတော့အီဗန်ကမင်းညကသူလုပ်ခဲ့တဲ့အမှားကြီးတစ်ခုလို့ထင်မိတယ်ပြီးတော့တယောက်ကတကားကောင်းကောင်းကိုတီးလိုက်တယ်တကားဖွင့်လိုက်တော့အီဗန်ကခါယန်ရဲ့တငယ်ချင်းဘီဗန်ကိုတွေ့လိုက်တယ်သူမကအီဗန်ကိုတခုခုလိုအပ်လားလို့မေးဖို့လာခဲ့တယ်သူမကိုမြင်တော့အီဗန်ကဘဲလာနဲ့ဂျန်နက်ကိုသူ့အိမ်ထဲမှာတွေ့မှာကိုကြောက်သွားတယ်သူတို့စကားပြောနေတော့ဂျန်နက်ကရုတ်တရက်ထွက်လာပြီးအီဗန်ကိုဖက်တွယ်လာတယ်ဒါကိုမြင်တော့ဘီဗန်ဟာအီဗန်ကအဲ့ဒီမိန်းကလေးနဲ့ဖောက်ပြန်နေတယ်လို့ခံစားရပြီးအီဗန်ကိုဒေါသကြီးဆဲဆိုပြီးအဲ့ဒီကနေထွက်သွားခဲ့တယ်အီဗန်ကသူတို့နှစ်ယောက်လုံးကိုအရန်ဒေါသထွက်ပြီးရဲကိုတကယ်ခေါ်လိုက်တယ်ဒါကိုမြင်တော့ဘဲလာနဲ့ဂျန်နက်တို့ကြောက်လန့်ပြီးချက်ချင်းပဲအဲ့ဒီကနေထွက်သွားဖို့သဘောတူလိုက်တယ်အီဗန်ကသူတို့နှစ်ယောက်လုံးကိုကားပေါ်မှာထိုင်ခိုင်းပြီးအဲ့ဒီကနေခေါ်သွားပြီးအဝေးကအိမ်တအိမ်ရှိမှထားခဲ့တဲ့အဲ့ဒီကနေအီဗန်ကသူ့အိမ်ကိုပြန်လာခဲ့တယ်ပြီးတော့ဘဲလာနဲ့ဂျန်နက်ကသူတို့အိမ်ကိုတော်တော်လေးညစ်ပတ်အောင်လုပ်ထားတာတွေ့လိုက်ရတဲ့ဒါကြောင့်သူ့အိမ်ကိုအရင်တက်ရှင်းရေးလုပ်ပြီးမှဘီတုကလက်ရာကိုလုပ်တယ်ပြီးတော့သူ့အိမ်ထဲကိုတခုခုပြုတ်ကျတန်ကိုကြားလိုက်ရတယ်သူမိသားစုတပ်ပုံပြုတ်ကျသွားတာသူမြင်လိုက်ရတယ်အခုသူနောက်ကနေတပ်ပုံကိုကောက်ယူဖို့ခါကိုင်းညွတ်နေတော့မှပဲဂျန်နက်ကသူ့ကောင်းကိုမိသက်စေဘူးနဲ့ရိုက်လိုက်တယ်ပြီးတော့အီဗန်မေ့မျောသွားတယ်ခဏကြာတော့အီဗန်သတိပြန်ရလာတဲ့အခါသူဟာအိယာပေါ်မှာကျိုးတွေနဲ့ချီနှောင်ခံထားရတာကိုတွေ့လိုက်ရတယ်သူကဂျန်နက်ကိုငါရဲ့ကျိုးတွေကိုဖြေပေးဖို့အော်ပြောပေမဲ့သူမကသူ့စကားကိုလုံးဝနားမထောင်ဘူးပြီးတော့ဘဲလာကအီဗန်သမီးရဲ့ကျောင်းဝတ်စုံကိုဝတ်ဆင်ပြီးရောက်လာတယ်ပြီးတော့သူတို့နှစ်ယောက်စလုံးအီဗန်ရဲ့အဝတ်စားတွေကိုချွတ်ကြတယ်ဒါပေမဲ့အီဗန်ကတားဆီးဖို့အတက်နိုင်ဆုံးကြိုးစားတယ်အဲ့ဒီအချိန်မှာပဲအီဗန်ရဲ့ဇနီးခါယန်ရဲ့ဗီဒီယိုခေါ်ဆိုမှုကသူ့ဖုန်းထဲကိုရောက်လာတယ်အဲ့ဒါကြောင့်ဂျန်နက်ကအီဗန်ကိုမင်းဘဲလာနဲ့မရင်းနှီးရင်ငါတို့နှစ်ယောက်လုံးမင်းရဲ့အဝတ်စားတွေကိုချွတ်ပြီးမင်းဇနီးကိုဗီဒီယိုခေါ်ဆိုမှုမှာပြောပြမယ်လို့ပြောလိုက်တယ်ဒါကိုမြင်တော့အီဗန်ကသူ့စကားကိုသဘောတူလိုက်တယ်ဒီနောက်မှာဘဲလာကအီဗန်နဲ့ရင်းနှီးလာတဲ့တစ်ချိန်တည်းမှာပဲဂျန်နက်ကသူတို့နှစ်ယောက်လုံးကိုအတန်သွင်းနေတယ်
ခဏကြာတော့ဂျန်နက်တစ်အပြင်ထွက်စားဖို့ထွက်သွားတဲ့အခါအီဗန်ကဘဲလာနဲ့သူ့ရဲ့အစွမ်းကုန်ချစ်တင်းတော့နေတော့သူ့လက်ထဲကကျိုးတွေကိုဖြည့်ပြီးဘဲလာကိုတွန်းချလိုက်ပစ်ချလိုက်တဲ့ဒီနောက်သူတခုခုစားနေတဲ့ဂျန်နက်တစီသွားခဲ့တယ်ဂျန်နက်ကသူ့ရဲ့ဒဏ်ရာရနေတဲ့ပခုံးကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တာကြောင့်သူ့ကိုပြန်တတိလစ်သွားစေတယ်ခဏအကြာမှာသူတတိပြန်ဝင်လာတဲ့အခါဂျန်နက်နဲ့ဘဲလာတို့ညံစမ်းပဟေနီကိန်းကစားနေတဲ့ထိုင်ကုန်တစ်လုံးမှာသူ့ကိုယ်သူချီနှောင်ထားတာကိုတွေ့လိုက်ရတယ်ခဏကြာတော့လူဝစ်လို့နာမည်ပေးထားတဲ့ခါယန်နဲ့အတူအလုပ်လုပ်နေတဲ့အလုပ်သမားတစ်ယောက်ကခါယန်လှုပ်ထားတဲ့ရုပ်တုကိုယူဖို့သူ့အိမ်ကိုရောက်လာတယ်ဒါကိုမြင်တော့ဂျန်နက်နဲ့ဘဲလာကအီဗန်ကိုအခန်းထဲမှာဝတ်ထားလိုက်တယ်ဒီနောက်ဂျန်နက်ကတကားဖွင့်ပြီးလူဝစ်ကိုသူတို့နှစ်ယောက်လုံးကအီဗန်နဲ့မောင်နှမတွေဖြစ်ပြီးတကိုးတစ်ယောက်အိမ်ထဲဝင်လာတယ်လို့ပြောပြတယ်အဲဒါကြောင့်အီဗန်ကသူ့ကိုဖမ်းဖို့သူ့နောက်ကိုလိုက်သွားတာပါပြီးတော့လူဝစ်ရဲ့မျက်လုံးတွေကခါယန်ရဲ့လက်ရကိုစိုက်ကြည့်နေတယ်ဒါကိုမြင်တော့လူဝစ်ကသူတို့ကိုတန်တရားဝင်သွားတယ်အဲ့ဒါနဲ့အတူအီဗန်မှာမောင်နှမတွေမရှိဘူးလို့သူတို့ကိုပြောပြတယ်ရုတ်တရက်လူဝစ်ဟာအီဗန်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရပြီးအခန်းတစ်ခန်းထဲကိုဝင်သွားတော့အီဗန်ကိုအဲ့ဒီမှာချီနှောင်ထားတာကိုတွေ့လိုက်ရတဲ့သူချက်ချင်းပဲအီဗန်ရဲ့ကြိုးတွေကိုဖြည့်ပေးလိုက်တဲ့တစ်ချိန်တည်းမှာပဲအပြင်မှာနှစ်ယောက်စလုံးကခါယန်ရဲ့အမှုပညာလက်ရာကိုချိုးဖဲ့ကြတယ်အဲ့ဒါကအရန်ဈေးကြီးတယ်ဒါကြောင့်လူဝစ်ကသူတို့နားကိုသွားပြီးသူတို့ကိုဒီလိုမလုပ်အောင်တားလိုက်တယ်ဒါပေမဲ့သူပန်းနာရင်ကြက်ယောဂရသွားတယ်တစ်ချိန်တည်းမှာပဲလူဝစ်ရဲ့ရှူဆေးကလည်းဂျန်နက်နဲ့အတူရှိနေတဲ့သူကသူတို့စီကနေသူ့ရဲ့ရှူဆေးကိုထုတ်ယူဖို့ကြိုးစားတယ်ပြီးတော့သူ့ခြေထောက်တွေရိုင်လဲသွားလို့သူ့ခေါင်းကခါရန်ရဲ့အမှုပညာလက်ရာကိုပြင်းပြင်းထန်ထန်ထိမိပြီးသွေးတွေသူ့ခေါင်းကနေစီးကျလာတယ်။စက္ကန့်အနည်းငယ်ကြာမှသူတိတ်ဆုံးသွားတယ်လူဝိရဲ့တိတ်ဆုံးမှုကိုမြင်တော့ဂျန်နက်နဲ့ဘဲလာတို့ဟာဘာမှမဖြစ်တယ်လို့ရေမောကြတယ်သူတို့ရေမောနေတာကိုမြင်တော့အီဗန်ကသူတို့နှစ်ယောက်စလုံးစိတ်ယောဂတည်းဖြစ်မှန်းနားလဲသွားတယ်ဒီနောက်ဂျန်နက်နဲ့ဘဲလာတို့ဟာလူဝိရဲ့အလောင်းကိုအမှုပညာနဲ့ဖုံးအုပ်ပြီးသူ့ကားထဲထက်ကလူဝိနဲ့အီဗန်ရဲ့ဖုန်းကနေတယောက်နဲ့တယောက်မက်ဆေ့ချတွေပို့ကြတယ်လူဝိကခါရန်နဲ့ဖောက်ပြန်နေလားဆိုတာပြဖို့စူးစမ်းကြတယ်အီဗန်ကသူတို့နှစ်ယောက်စလုံးရဲ့ဖောက်ပြန်မှုအကြောင်းသိသွားတဲ့အခါလူဝိကိုဒေါသထွက်ပြီးတက်လိုက်တယ်အဲ့ဒီလိုပြောပြီးလူဝိကိုမြုပ်ဖို့အိမ်ပြင်ဘက်ကနောက်ဖေးမှာတွင်းကြီးတွင်းတူးကြတယ်တစ်ချိန်တည်းမှာပဲထိုင်ကုန်မှာချီနှောင်ခံထားတဲ့အီဗန်ကသူ့ဇနီးခါရန်ကိုဖုန်းခေါ်ဖို့ကြိုးစားတယ်ဒါပေမဲ့ဂျန်နက်ကဘဲလာနဲ့အတူရောက်လာပြီးသူ့အိုင်ဘက်ကိုဆွဲလုပြီးအရန်ဒေါသထွက်တယ်အဲဒါကြောင့်အီဗန်ရဲ့အိမ်ကိုဖျက်ဆီးပြီးအီဗန်ရဲ့စပင်ကိုတူတူညှက်လိုက်တဲ့အခန်းထဲမှာပဲဂျန်နက်ကအီဗန်ရဲ့တနက်ကိုရှာတွေ့ခဲ့ပြီးဘဲလာကိုအီဗန်ရဲ့လက်နဲ့ခြေထောက်တွေကိုဖြည့်ပေးဖို့ပြောပါတယ်ဂျန်နက်ကအီဗန်ကိုအခုငါတို့နှစ်ယောက်လုံးမင်းနဲ့အတူတူပုံတန်းကစားကြမယ်မင်းဖမ်းမိရင်ပြစ်တက်ခံရမယ်လို့ပြောပါတယ်အီဗန်ကချက်ချင်းပဲအိမ်ထဲမှာပုံနေလိုက်တယ်တစ်ချိန်တည်းမှာပဲဂျန်နက်နဲ့ဘဲလာကသူ့ကိုရှာဖွေကြတယ်ပြီးတော့အီဗန်ကအိမ်ကနေထွက်ပြေးဖို့အပြင်ထွက်တယ်ဒါပေမဲ့ဂျန်နက်ကသူ့အနားကိုရှောက်သွားတော့တွေ့သွားတယ်ပြီးတော့အီဗန်ကအော်ဟစ်ပြီးအကူအညီတောင်းဖို့ကြိုးစားပေမဲ့ဂျန်နက်ကတနက်နဲ့ချိန်ပြီးငြိမ်သွားတယ်မြင်ကွင်းကပြောင်းလဲသွားပြီးတော့မနက်ခင်းမှာသူတို့နှစ်ယောက်လုံးအီဗန်ကိုအဲ့ဒီတွင်းသားခေါ်သွားပြီးအဲ့ဒီမှာမြုပ်နှံထားတာကိုတွေ့လိုက်ရတယ်ကဒါပေမဲ့အီဗန်ရဲ့ဦးခေါင်းကိုမြေကြီးပြင်မှာထားထားတယ်ဒါတွေကမင်းကိုငါတို့မသက်ချင်ဘူးလို့အီဗန်ကိုပြောပြတယ်မင်းကိုငါတို့ရဲ့ပျော်ရွှင်မှုအတွက်ပဲအသုံးချနေတာမင်းကိုနှိပ်စက်နေတာကိုလည်းငါတို့အယမ်းပျော်နေကြတယ်ဒီနောက်မှာဘဲလာကအီဗန်ကိုသူ့ဖုန်းထဲကအီဗန်ရဲ့သမီးကျောင်းဝတ်စုံဝတ်ထားတဲ့ဘဲလာနဲ့အီဗန်တို့ဆက်ဆံကြတဲ့ဗီဒီယိုကိုပြသခဲ့ပါတယ်ဒီဗီဒီယိုကိုဂျန်နက်တစီကရိုက်ကူးခဲ့တာပါအခုဘဲလာကဒီဗီဒီယိုကိုအီဗန်စီယူသွားပါတယ်တစ်ချိန်တည်းမှာပဲအီဗန်ကလက်ကိုခက်ခဲနဲ့အပြင်မှာထုတ်ယူပြီးဖြတ်ဖို့ကြိုးစားပေမဲ့မှားယွင်းပြီးဖြတ်လိုက်မိတာပါနိုင်ရီနဲ့ငယ်အကြာမှာခါယန်ကသူမရဲ့ကလေးတွေနဲ့အတူအိမ်ပြန်လာပြီးအိမ်ပျက်စီးသွားတာကိုမြင်တဲ့အခါဘာမှနားမလည်ပါဘူးသူမထင်တာကသူမထွက်သွားပြီးနောက်အီဗန်ဟာသူ့တငယ်ချင်းတွေနဲ့ပါတီပွဲတွေအများကြီးလုပ်ခဲ့ရမယ်ပြီးတော့ဒီရုပ်ရှင်ကဒီမှာတင်ပြီးဆုံးသွားပါပြီ